Okay. ခုကတော့နီကူတွေအပေါ်ကနေဆင်းလာပြီးတော့စားဖို့တောက်ဖို့အတွက်ကိုနီကူတွေရတော့ပါတော့မယ် What should I say? So just copy me Huh? just copy me Just copy me. okay nunu No. နေရ No, I cannot say. it's okay နေက Ninga. စစ်တယ်နေက Ninga. နေက Huh? Ninga. Ni. က Nika. အယံ Ayan. အယံ Ayan. ချောတယ် Chode. ငါလိုပဲ Nga lupe. Can you speak English? like me ငါလိုပဲ Na lo be. ရှာလို့နေဦးစားလို့ Oppa I miss you so much ဒါကတော့သူတို့ပုံလေးကိုသူတို့ရွေးချယ်နေတာဖြစ်ပါတယ်။ပါသူတို့ရွေးချယ်နေပါတယ်။ဒီလိုလေးရောက်ပြီးတော့ခုတော့တငယ်ချင်းတွေကပန်းကင်းယူစိတ်ဝင်စားပြီးတော့ဘတ်20ပဲရှိပါတယ်အဲ့ဒါဆိုဝယ်နေကြပါတယ်ကဲဒီရီကောဘာဝယ်ပါလဲ Kiss me. quick